အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မေမေရရွှေရှင်နှစ်ပေးကျော်လောက်ကနေစပြီးဝင်လို့ရနိုင်မယ် handshake design လေးတွေကိုပြပေးပါမယ်ရှင်သူ့ရဲ့ဒီမလေးတွေကဆိုလို့ရှိရင်တော့ဆန်တစ်ပြီးတော့လက်ပိုတင်လိုက်တာနဲ့အရင်ကလာတဲ့ design လေးတွေဖြစ်ပါတယ်ရှင်ဖက်စီဆန်ဆန်ကြိုက်တဲ့မမတွေအတွေ့ရောရိုးရိုးချစ်ချစ်ကြိုက်တဲ့ဒီလေးတွေအတစ်ပါ design မျိုးစုံရှိပါတယ်ရှင်သူ့ရဲ့ design လေးတွေကိုပြပေးပါမယ်ဒီပထမဆုံး design လေးဟာဆိုလို့ရှိရင်တော့ဘောလုံး design လေးကိုမှဖက်စီဆန်ဆန်လေးလုပ်ပေးထားတာဖြစ်ပြီးတော့ရွှေရှင်ရောက်ဖြစ်ဆိုလို့ရှိရင်သူကနှစ်ပေးကျော်လောက်ကနေစပြီးဝင်လို့ရတယ်ဒီဟာလေးကတော့ design နောက်လေးတော့သူ့ပုံစံလေးဟာဆိုလို့ရှိရင်တော့မမေလိုလေးသေးတဲ့ကောင်မလေးဆိုလို့ရှိရင်တော့ဒီလိုမျိုး design လေးကိုရွှေရှင်လေးဟာဆိုလို့ရှိရင်လေနှစ်ပေးကျော်လောက်ကနေစပြီးရနေတာဖြစ်လို့ဝေမောက်လေး office ဆိုရင်လေအရင်ချင်းမများဘူးနော်ဒီနောက်ထပ် design လေးတစ်ခုကတော့ဒါကတော့လူတိုင်းရနေပြီးတော့ design လေးတွေဖြစ်ပါရဲ့ရှင်သူ့ပုံစံလေးဟာဆိုလို့ရှိရင်လေအရင်ကိုချစ်စရာကောင်းပြီးတော့ရွှေရှင်လေး office ဆိုလို့ရှိရင်လေလေးပေးကျော်လောက်ကနေစပြီးဝင်လို့ရနိုင်ပါပြီရှင်ဒီ design လေးဟာဆိုလို့ရှိရင်တော့အခုအရင်ကမှခက်ဆက်နေတဲ့ design လေးတွေဖြစ်ပါရဲ့ရှင်ဒီလောက်လာတဲ့ design လေးကိုမှရွှေရှင်လေးပေးကျော်လောက်ကနေစပြီးဝင်နေတာဖြစ်လို့မင်းတို့သိမ့်တဲ့ရွှေရင်နာဆိုင်မှာ design လေးဆက်မေးရွှေရှင်လေးအရင်ကြီးမများဘူးဝေအမောက်လေးအရင်ကြီးမသုံးရှင်ဘူးဆိုလို့ရှိရင်တော့မင်းတို့သိမ့်တဲ့ရွှေရင်နာဆိုင်မှာ design မျိုးစုံလေးရှိဖို့အရောက်လာခဲ့လိုက်တော့နော်